ခုချန်တောင်ကုန်းပေါ်မှာကြံခဲ့တဲ့နှက်ခွေးလေးမူရာကတော့ရန်တန်းဖုံးမရှိခိုက်ဟေးငါ့ကိုအိမ်ဆောင်ခိုင်းနဲ့တော့ချက်ကင်ခိုင်းနဲ့ပေါ့မင်းရဲ့မုံလာဦးနီတွေကိုအကုန်စားပစ်မယ်ပြီးတော့အုတ်ကူကိစ္စကိုလည်းတွားပြီးတိုင်ပစ်မယ်ဟိဆိုပြီးမုံလာဦးကင်းတွေကိုကိုက်ခဲဖြက်စီရင်ကလဲစားချေကိုကြံစီနေပါတော့တယ်အဲ့ဒီချိန်မှာပဲအနားမှာကိစ္စရှိမရှိအိပ်ပျော်နေတတ်တဲ့အကြီးကဲတယောက်စီကဟိဟောက်တန်ကြီးထွက်လာပြီးမင်းခွေးအိုကြီးကိစ္စမရှိပဲလာမအော်နဲ့မင်းပါလို့မလို့လဲငါကြည့်ရသေးတာပေါ့ကိစ္စမရှိပဲလာအော်ရင်တော့မင်းတေပြီးသားမတ်ဆိုပြီးဒေါသတကြီးကျင်းဝလိုက်တာမို့မူရလဲလက်ဖြန့်သွားရရှာပါတယ်ဒါတည်းမကသေးပါဘူးဗျာဆရာဖြစ်သူတောင်ကုန်းတခင်ရဲကြီးကလည်းသူမရှိတုံးတပည့်ကျော်ရန်တန်းဖုံးတယောက်သူ့အတွက်အုတ်ကူကြီးကျိုးလုပ်ပေးထားတာကိုတွေ့သွားပုံရပါတယ်အုတ်ကူကြီးကိုကြည့်ပြီးဒေါသတကြီးနဲ့မင်းခုတ်ဆမ်းပါအောင်ဆရာကမင်းပေါ်ဒီလောက်ကောင်းခဲ့တာကိုမင်းကဆရာပေါ်ဒီလိုပြန်လုပ်တယ်ပေါ့ဟုတ်ပြီမင်းပြန်လာတဲ့အခါကျမှငါမင်းကိုဘယ်လိုနှုတ်ဆက်မလဲဆိုတာစောင့်ကြည့်လိုက်ဆိုပြီးအဝေးရောက်နေတဲ့ရန်တန်းဖုံးကိုအန်ကျိတ်ကျင်းဝနေပါတော့တယ်ဗျာတစ်ဖက်မှာလည်းတန်းရှင်းရေကန်မှာငါးများနေတဲ့ရန်တန်းဖုံးတယောက်ရုတ်တရက်နှာချီလိုက်ပြီးအီချူဘသူငါကိုလွမ်းနေပြန်လာလည်းမသိဘူးငါရဲ့လူချစ်လူခင်ပုံများမှုကတော့တကယ်ကိုအားကြစရာပဲဆိုပြီးကိုမြောက်ပြနေလုံးမှာပဲငါးများချိတ်ကလှုပ်ရှားလာပါပြီဗျာလာပြီဆိုပြီးဝမ်းသာအားရဆွဲတင်လိုက်တဲ့အခါဘေးကလူတွေကဒါကဘာကြီးလဲယရနာအစင်လက်နဲ့လာလို့ဟာတာလောက်ကြပြီးရန်တန်းဖုံးကတော့မင်းအတွေးလုံနေပြီးဒါကရိုးတန်တဲ့အိုးစုပ်ကြီးပါဆိုပြီးစိတ်ပြက်လက်ပြက်နဲ့ရေကန်ကြီးကိုကြည့်တာဒီရေကန်ထဲမှာဘာလို့အမိုက်တွေကြီးပဲရှိနေရတာလဲငါးတကောင်မြရတာဒီလောက်တောင်ခက်လာလို့ညီးတွားနေရှာပါတယ်ဒါကိုမြင်တော့ဘေးကဂျူနီယာတယောက်ကရေကန်ရဲ့လှုပ်ဝက်ချက်ကိုလာရှင်းပြပါတော့တယ်စီနီယာကျန်းရှင်းရေကန်ကိုပထမဆုံးအကြိမ်လာခင်ဗျားလို့လှမ်းမေးရမှာရန်တန်းဖုံးကလည်းဟုတ်တယ်ဂျူနီယာလမ်းညွန်ပေးပါဦးလို့ဆိုတာနဲ့ဂျူနီယာလေးကတန်းရှင်းရေကန်ကခေါင်းစတင်တီထောင်ကလေးကရှိခဲ့တာအထဲမှာဝိညာဉ်ကအမျိုးအစားစုံလင်တဲ့အပြင်တခြားရင်းနေမိစ္ဆာသားရဲတွေလည်းရှိတယ်။ခိုင်းကလူကြီးမိဘတွေပြောတာတော့အစောပိုင်းတုန်းကဝိညာဉ်ငါးတွေတူတူခါခါမိခဲ့ဘူးတလို့ဝိညာဉ်သားရဲတွေကိုတော့မျှမိခဲ့ကြတယ်တဲ့။ဒါပေမဲ့နောက်ပိုင်းကျတော့အဲ့ဒီငါးတွေကလဲလာကြပြီးငါးစာပဲစားပြီးထွက်ပြေးသွားကြတော့တာ။အချို့ငါးတွေဆိုပိုတောင်ဆိုးသေးတယ်။တခြားနေရာကအမိုက်တွေကိုလာပြီးခင်ဗျားရဲ့ငါးများချိန်မှာလာချိတ်ပေးခဲ့ကြတာလို့ရှင်းပြလိုက်ပါတယ်။ဒါကိုကြတော့ရန်တန်းဖုံးလဲဒါဆိုရင်တနေ့ကိုငါ30ပုံရဖို့ဆိုတဲ့တတ်မှတ်ချက်ကပြေးဖို့မလွယ်ဘူးပေါ့လို့မေးလိုက်တဲ့အခါဂျူနီယာလေးကမျက်လုံးပြူသွားပြီး30ပုံဟုတ်လားအဲ့ဒါဆိုရင်တော့တစ်လုံးပြစ်ဒဏ်ခံရမှာပေါ့။နေ့စဉ်တတ်မှတ်ချက်ကတစ်ပုံနဲ့ပါဗျာ။တက်ပုံနဲ့လို့ပြောလိုက်တာကြောင့်ရန်တန်းဖုံးခများဘာလို့ကျွန်တော်ကြားမှာ30ပုံဖြစ်နေရတာလဲဆရာကကျွန်တော်ကိုတီးတန့်ဆောက်ရှောက်ပေးလိုက်တာလားဆိုပြီးသူ့ဆရာကြီးရဲ့ရေရောလာတဲ့ပြစ်ဒဏ်တိုးမြင့်မှုကိုကြိတ်ပြီးမျက်ရည်ကျနေမိပါတော့တယ်ဂျူနီယာလေးကစီနီယာခင်ဗျားစိတ်မငြိမ်ဘူးဒါကြောင့်ငါမမိတာကြည့်ဦးကျွန်တော်စိတ်ငြိမ်လိုက်တာနဲ့ငါကချက်ချင်းမိပြီးလို့ဆရာလုပ်ပြလိုက်တဲ့အခါရန်တန်းဖုံးကစိတ်တူတူနဲ့မင်းလိုစကားများတဲ့သူဘေးမှာရှိနေတာငါစိတ်တည်ငြိမ်ဖို့နေတတခက်တောင်ခက်သေးတယ်ငါတခြားနေရာသွားများဦးမယ်ဂျူနီယာမတော်နဲ့ဦးလေးငါတို့စကားထပ်ပြောကြရအောင်ဆိုပြီးတခြားနေရာကိုပြောင်းပြဖို့ထွက်လာခဲ့ပါတယ်ရေကန်ရဲ့ဟိုဘက်ချမ်းမှာနေရာကောင်းတစ်ခုတွေ့လို့ဟိုနေရာမှာငါရှိတယ်ငါလည်းအဲ့ဒီဘက်သွားပြီးကံကောင်းခြင်းတွေတွားယူမှလို့ကြံစီနေတော့ဂျူနီယာလေးကအလန့်တကြားနဲ့စီနီယာနေပါဦးဟိုစီနီယာရဲ့ဘေးကနေရာမှာတွားမများပါနဲ့လို့လှမ်းတားပြန်ပါတယ်ရန်တန်းဖုံးကဒါကဘာလို့လဲအဲ့ဒီနေရာကသူ့ရဲ့တိတက်နေရာမို့လို့လားလို့မေးလိုက်ရဂျူနီယာလေးကမဟုတ်ပါဘူးဒီနေရာကဂိုင်းရဲ့ပိုင်နဲ့ဆိုတော့ဘယ်နေရာမှာမဆိုမျှလို့ရပါတယ်ဒါပေမဲ့ဒါကကျွန်တော်ရဲ့အကြံပြုချက်ပါအဲ့ဒီစီနီယာကဒီနေရာမှာမျှလာတာနှစ်ပေါင်းများစွာရှိပြီးနေရာတစ်ခါမှမပြောင်းဘူးအရင်တုန်းကလည်းတခြားတပည့်တွေသူ့ဘေးကနေရာမှာတွားများဘူးတဲ့3ရက်နဲ့3ညတိုင်ထိုင်ကြတာတော့ဘာမှမမိပဲအဲ့ဒီစီနီယာတယောက်တည်းပဲငါးတွေအပြည့်နဲ့ပြန်သွားရတာလို့လှုပ်ဝက်ဆန်းပြတဲ့စီနီယာကြီးအကြောင်းသတိပေးလိုက်ပါတယ်ဂျူနီယာလေးကဆရာဆန်းတဲ့စီနီယာဦးကြီးအကြောင်းသတိပေးပေမဲ့ရန်တန်းဖုံးကတော့စတမပီပီဟာဂျူနီယာသတိပေးတာကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီစီနီယာစီကနေငါးများနေသွားတင်ယူခြင်းသေးတယ်ဆိုပြီးမျက်နှာပြောင်နဲ့တိုးသွားပါတော့တယ်ဂျူနီယာလေးလည်းလက်လျှော့လိုက်ပြီးဒါဆိုလဲသွားလိဒါပေမဲ့အဲ့ဒီစီနီယာကဆရာဆန်းတော့မင်းကိုစကားပြန်ပြောမှာမဟုတ်ဘူးလို့ဆိုတာလွှတ်လိုက်တာပေါ့ဘေးကတပည့်တွေကလည်းရန်တန်းဖုံးသွားတာကိုကြည့်ပြီးကြည့်ရတာလူတစ်ထက်လာပြန်ပြီးပေရင်းနဲ့မရောက်မချင်းမျက်ရည်မကျတတ်တဲ့လူစားမျိုးပဲစီနီယာရဲ့ဘေးကနေရာကထိုင်ရတာလွယ်တယ်ထင်နေလားပွဲကောင်းကြည့်ရတော့မယ်သူငါမမိရင်သူ့ဘာသာသူနေရာပြောင်းသွားလိမ့်မယ်ဆိုပြီးဝိုင်းလောင်နေကြပါပြီရန်တန်းဖုံးကတော့အားလုံးရဲ့အကြည့်တွေကြားထဲမှာပဲစီနီယာကြီးရဲ့ဘေးနားမှာခက်တီတီဝင်ထိုင်လိုက်ပြီးစီနီယာမျိုးဂျူနီယာကငါးများနေလာတင်တာမို့လမ်းညွှန်ပေးပါဦးခင်ဗျားလို့အချို့တက်နှုတ်ဆက်လိုက်ပါတယ်စီနီယာလူကရန်တန်းဖုံးကိုတစ်ချက်ကြည့်ပြီးခက်အေးပဲပြန်ပြောလာတယ်ဗျာဒီနေရာကပြစ်ဒဏ်ခံရတဲ့နေရာအဓိကစိတ်ကိုတည်ငြိမ်အောင်လုပ်ဖို့ပဲမင်းစိတ်မငြိမ်ရင်ငါမတင်ပေးဘူးအဲ့ဒီစကားကိုကြားတော့ရန်တန်းဖုံးကများစိတ်ထဲကနေစိတ်ငြိမ်ရမယ်ဟုတ်လားငါများတာတဲဦးအဆုပ်ပဲမိလို့စိတ်ကပောက်ကွဲတော့မယ်ဥစ္စာကိုဘယ်လိုလုပ်စိတ်ငြိမ်ရမှာလဲလို့ကြိတ်ပူနေမိပါတယ်ဒါပေမဲ့ငါများနေလို့ချင်တာမို့ရန်တန်းဖုံးတယောက်သူ့ရဲ့ရှာအယိုးမရှိတွားလေးဖက်မြောက်ကိန်းနီးပြူဟာကိုထုတ်သုံးလိုက်ပါတော့တယ်ဗျာရန်တန်းဖုံးကမျက်နှာသေးလေးနဲ့စီနီယာခင်ဗျားရဲ့ဒီငါးများတန်ကထုခဲတဲ့ယတနာဖြစ်နေပေမဲ့စီနီယာရဲ့အရေးချင်းနဲ့ကြာမလိုက်ဖက်ဘူးဗျာစီနီယာရဲ့ငါးများဆွဲရင်လည်းဆိုရင်ရိုးရိုးငါးများတန်နဲ့ငါးတွေကိုအလွယ်တကူများနိုင်ပါတယ်စီနီယာလက်တစ်ချက်လှုပ်ရှားလိုက်တာကအစကောင်းကင်ဘုံရဲ့လှုပ်ဝက်ချက်တွေပါဝင်နေပြီးတရားဓမ္မတွေရဲ့အနှစ်သာရတွေရှိနေတာဆိုပြီးကောင်းကင်ဘုံရောက်အောင်မြောက်ပေးလိုက်တာကြောင့်စီနီယာလူခများဘဝင်တွေခေါင်ခိုက်သွားပြီးချက်ချင်းပဲလေတံပြောင်းကတော့ပြီးငါမင်းကိုတင်ပေးပါမယ်လို့သဘောတူလိုက်ပါတော့တယ်ရန်တန်းဖုံးလည်းဟုတ်ကဲ့ပါစီနီယာလိုဝမ်းသာအားရပြန်ပြောပေမဲ့စိတ်ထဲကနေတော့ငါတသက်နဲ့တကူလူတယောက်ကိုဒီလောက်အထိမြောက်ပင်ဘူးလားဒါပထမဆုံးပဲအသိစိတ်တွေတောင်နာကျင်ရတယ်ဆိုပြီးကိုပြန်လက်နေရှာပါတယ်ဗျာစီနီယာလူကလည်းသူ့ရဲ့လှုပ်ဝက်ချက်၃ချက်ကိုစတင်မျှဝေပါတော့တယ်ပထမချက်ကငါးစာကျွေးတာရင်မွေးပန်းကိုအဓိကသုံးပြီးဝိညာဉ်မှုနဲ့ရောဆက်ရမယ်ဒုတိယချက်ကငါးများတဲ့အလုပ်တစ်ခုကိုကောင်းကောင်းလုပ်ချင်ရင်ကရိယာကအရင်ဆုံးအစဉ်သင့်ဖြစ်နေရမယ်တတိယချက်ကစိတ်တည်ငြိမ်မှုကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကမတည်ငြိမ်ရင်ဘာကူမှအောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ဘူးလို့သင်ပေးနေလို့မှာပဲအားဆိုတဲ့အတန်ကြီးနဲ့အတူရန်တန်းဖုံးရဲ့ဝလုံးစုံငါးများတန်ကြီးကဝုန်းကနေလှုပ်ရှားလာပြီးရေကန်ထဲကနေဝိညာဉ်ငါးကြီးတစ်ကောင်ကုန်းပေါ်ကိုလွတ်တက်လာပါတော့တယ်ဗျာဒါကိုမြင်တဲ့ဘေးကတပည့်တွေလည်းဟာစီနီယာလူရဲ့ဘေးမှာထိုင်ပြီးငါးမိသွားတယ်ဟာဘလို့ကံကောင်းခြင်းမျိုးလည်းမသိဘူးဆိုပြီးဝိုင်းအောင်ကုန်ကြတာပေါ့ဒါကိုစီနီယာလူကကြည့်ပြီးစီနီယာကျွန်တော်ရဲ့ဒီပုံစံကစီနီယာရဲ့ပုံစံနဲ့နည်းနည်းတူနေပြီလားစီနီယာလက်တစ်ချက်လှုပ်ရှားလိုက်တာကအစလှုပ်ဝက်ချက်တွေပါဝင်နေပြီး
ဆိုပြီးရန်တန်းဖုန်းပြောခဲ့တဲ့စကားလုံးတွေအတိုင်းချက်ချင်းပြန်ကူးယူပြီးကိုပြန်မြောက်ပြနေတာကြောင့်ရန်တန်းဖုန်းခများဒီလူကဘာလို့သူများစကားကိုချက်ချင်းကူးယူပြီးကိုပြန်မြောက်ပြနေတာလဲဆိုပြီးဆေးရိုက်ဆန်းလာတဲ့စီနီယာအိုကြီးကိုကြည့်ကကြောင်အံ့ဖြစ်သွားရရှာပါတယ်ဒါပေမဲ့စီနီယာယူပြောတဲ့နီလန်တိုင်းစိတ်ကိုတည်ငြိမ်အောင်ထားလိုက်တဲ့အခါမှာတော့ရန်တန်းဖုန်းရဲ့စနစ်ကြီးကပြန်ပွင့်လာပြီးလျင်မြန်မှုတိုးခန္ဓာကိုတိုးစိတ်တိုးချင်းချင်းတိုးဆိုပြီးအတန်တွေတောင်မီလာလို့ရန်တန်းဖုန်းလဲဒီစီနီယာပြောတာတကယ်မှန်တယ်တကယ်တော့ကျွန်တော်လည်းအဲ့လိုပဲတွေးထားတာရင်းနှီးနေတဲ့ခံစားချက်ကြီးပြန်ရောက်လာပြန်ပြီဆိုပြီးငါးများရင်အဆင့်တွေတရိပ်ရိပ်တက်လာပါတော့တယ်ဒါပေမဲ့ရန်တန်းဖုန်းတယောက်ငါးများရင်နဲ့အဆင့်တွေအစမတန်မြန်တက်လာတာကြောင့်ကောင်းကင်ကြီးမှောင်မဲလာပြီးမိုးချိုးပေးဒုက္ခကြီးကရေကန်ပေါ်ကိုဝုန်းကနေထပ်မံကြားရောက်လာပါတော့တယ်ဗျာဘေးကကောင်းမွန်ငါးများနေကြတဲ့တပည့်တွေလည်းကောင်းကင်ကမိုးချိုးတွေကိုကြည့်ပြီးကောင်းမွန်နေရင်မိုးချိုးအဖြစ်ခံရတယ်ဟာမြန်သွားမှမဟုတ်ရင်ကိုယ့်ပေါ်ပါကြက်လာလိမ့်မယ်ဆိုပြီးအသေးအတန်လမ်းဖြန့်ပြီးထွက်ပြေးကုန်ကြပါတော့တဲ့ရန်တန်းဖုန်းစီကိုကောင်းကင်ကမိုးချိုးပေးဒုက္ခတွေဝုန်းကနေကြလာတာကိုမြင်လိုက်ရတဲ့အခါဘေးကစီနီယာလူတယောက်မျက်လုံးပြည့်မျက်စံပြူနေဟိုကျွန်တော်အိမ်မှာအဝေးလန်းထားတာမသိရသေးလို့စီနီယာပဲဆက်များပါတော့ဆိုပြီးစင်ကြီးဘေးကချက်ချင်းပဲလစ်ပြေးပါတော့တယ်ဗျာရန်တန်းဖုန်းကတော့သူ့ကောင်းပေါ်တက်ကြလာတဲ့လျှက်စီးတွေကိုကြည့်ပြီးဒါကဘာဖြစ်တာလဲကောင်းမွန်နေရင်ငါ့ကိုဘာလို့လာဖြစ်တာလဲလို့စိတ်ပြက်လက်ပြက်ရေးရွတ်နေတော့သူ့ရဲ့စနစ်ကြီးကအရှင်သခင်ကိုတတိပေးအပ်ပါတယ်ဒါကကောင်းကင်ဘုံရဲ့အမျက်တော်ဖြစ်တဲ့အတွက်9ရက်အတွင်းဘေးဒုက္ခတွေကြုံရပါလိမ့်မယ်ဆိုပြီးတတိပေးချက်ထုတ်ပြန်လိုက်ပါတော့တယ်